မင်္ဂလာပါရှင် Clip for Freedom Channel ကနေကြိုဆိုပါရစေ။ယခုဖတ်ပြမှာကတော့ဆရာသစ္စာနေရေးသားထားတဲ့အခြားသောအရာများနဲ့လို့ဆိုသည့်စာအုပ်ထဲမှာပန်းပွင့်နဲ့လို့ဆိုသည့်မော်ဒန်ဝတ္ထုတို့ကလေးကိုဖတ်ပြမှာပဲဖြစ်ပါရဲ့ရှင်။အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင်။ပန်းပွင့်နှင့်လူသူဆယ်တန်းဖြည့်သည့်နှစ်မှာပင်ဦးလေးဤဇနီးဆုံးပါသွားသည်ဦးလေးသည်ပိုး၍စကားနဲ့ကပိုး၍စေတံတောက်လာသည်မင်းဝေလည်းဆယ်တန်းအောင်၍တက္ကသိုလ်ရောက်လာသည်တသနိကပေတာယူသည်တတိယနှစ်ဝက်အရောက်တွင်သူသဘောနှင့်သူကြောင်ထွက်ပြလိုက်၏ဦးလေးကတော့ကြောင်းမနေကျင်တော့ဘူးဟုကြောင်ပြသည်သူဖြင့်ဘဝတွင်မော်တော်ဆိုင်ကယ်တစ်စီးနှင့်သူ့အလိုပါသောကောင်မလေးများကိုတယောက်ပြီးတယောက်နောက်ကတင်စီကမြို့အနှံ့လေ၏ဟိုတယ်မျိုးစုံမှာအကောင်းစားအရက်မျိုးစုံကိုတောင်းမှု၏တနေ့တည်းလေးပွဲဆက်ရုပ်ရှင်ကြည့်၏တခါတည်းတော့တပတ်လုံးအပြင်မထွက်ပဲအခန်းအောင်ကစာအုပ်တွေတအုပ်ပြီးတအုပ်ပြောင်းဖတ်နေသည်တအုပ်မကုန်ခင်နောက်တော့အုပ်ဖတ်၏အပျော်ဖတ်စာအုပ်များမဟုတ်ပါဘယ်စာအုပ်ကမှအဆုံးထိဖတ်ပြအောင်သူ့ကိုမဆွဲဆောင်နိုင်သူကရင်ပြီးပတ်လဲကျမ်းမြင်ပေါ်တွင်လွန့်ပစ်ထားသောစာအုပ်များနှင့်စီကရက်တို့များပြန့်ကျဲရှုပ်ပွားနေသည်သူတစ်ခုခုကိုရှာနေမှန်းတော့သူ့ကိုယ်သူသိသည်သို့တော့ဘာကိုရှာနေမှန်းတော့မသိကွယ်သိကြတာတစ်ခုတော့ရှိသည်သူရှာဖွေနေသောအရာသည်သူကျွမ်းခဲ့သောကောင်းမလေးတွေစီမှလည်းမရှိရှောင်းဆောင်အရက်ထဲမှလည်းမရှိရုပ်ရှင်အောင်ထဲမှလည်းမရှိနောက်ဆုံးစာအုပ်များထဲတွင်ရှိမည်ဟုထင်ရတော့လည်းမရှိတို့ဖြင့်သူဘာမှမလုပ်ဘဲနေပြန်သည်အရက်နှင့်စီကရက်မတောက်တော့ပဲရုပ်ရှင်မကြည့်ပဲကောင်းမလေးတွေနဲ့မတွေ့ပဲနောက်ဆုံးစာပင်မဖတ်ဘဲနေသည်သူဦးလေးကမင်းဘာလုပ်ချင်တယ်လဲဟုမေးသည်ကျွန်တော်ပျော်ရွှင်ချင်တာထင်တာပဲဟုသူကမတိမချဖြေ၏သူဦးလေးကစေးတံကိုကြိုက်ကအတော်ကြာအောင်ငြိမ်သက်နေပြီးမှပျော်ရွှင်မှုဟုတ်လားဟုအခုမှမိုးပေါ်ကကြာလာသောစကလုံးတစ်လုံးကိုတွေ့လိုက်ရသလိုအထိတ်တလန့်ရေရွရင်မင်းပြောမှငါသတိထားမိတယ်ငါတို့အဲ့ဒါကိုမရှာခဲ့ပါဘူးကွာဟုဆိုသည်အတန်ကြာအောင်စိတ်ငြိမ်စွာတွေးတော့ဟန်ပြူနေပြီးမှငါစားတဲ့နဲ့မိမယူတယ်တခါတလေရေမောတယ်ကလေးတယောက်ရခဲ့တယ်မျက်စိမောင်လာတယ်ထမင်းစားကောင်းတဲ့အခါကျင်းနေတယ်ဒါပါပဲတကယ်တော့ဘဝဆိုတာဒီလောက်ပါပဲကွာဟိုပြောရင်မိတင်နေသောစေးတံကိုမြင်နေသည်တဖွာနှစ်ဖွာရှဲလိုက်ပြီးမှလေးတံတူတူဖြင့်မင်းအခုအဲ့ဒါကိုတွေ့ပြီလားဦးလေးသည်ပျော်ရွှင်မှုဆိုသောစကားလုံးကိုနှုတ်မှထွက်ရမှဝင်လေးဟန်ရှိသည်ဦးလေးအကြောင်းသူကောင်းကောင်းသိသည်ဦးလေးသည်အသက်60နာနီးနေပြီဖြစ်သည့်တိုင်လက်ဖက်ရည်ဆိုင်တွင်တစ်ခါမှထိုင်တောက်ဘူးသူမဟုတ်ချေမင်းဝေကတခြားသူတွေအတွက်ပျော်ရွှင်စရာလို့ဆိုကြတဲ့ကိစ္စတွေအလုံးကျွန်တော်အကုန်ရှောက်လို့ကြည့်တယ်ပြောသလိုရှိတယ်တော့ထင်စရာပဲဒါပေမဲ့အဲ့ဒါဟာလည်းကျွန်တော်လူစနာမဟုတ်ဘူးဆိုတာသိလာပြန်တယ်ဆေးပညာရှုထောင့်ကပြောရရင်အကောင်းဆုံးကတော့မင်းစိတ်ယောဂကိုဆရာဝန်တယောက်နဲ့တိုင်ပင်ကြည့်တဲ့နဲ့ထင်တာပဲဦးလေးကအတီးပြောခြင်းဖြစ်ဟန်တူတော့လဲသူကပြုံးနေခဲ့သည်ဤကိစ္စကိုပင်သူ့မိတ်ဆွေကိုဖုံးမြင်နဲ့ဆွေးနွေးပြီးတော့ပြောစရာရှာတယ်ဆိုတာလူပေါ့လူတော်နေအလုပ်ပါဗျာပျော်ရွှင်ခြင်းဆိုတာကျွန်တော်အတွက်တော့အဓိပ္ပာယ်မရှိလာပါဘူးလေးနဲ့တဲ့ခံစားမှုတစ်ခုလည်းမဟုတ်ဘူးအနှစ်သာရလည်းကင်းမဲ့ပါတယ်ပျော်ရွှင်ခြင်းဆိုတာအေးဆက်တယ်ဒါပေမဲ့ခမားကိုလောင်ကျွမ်းမယ်ကျွန်တော်ကတော့လူတွေဟာငြိမ်သက်တည်ကြည်မှုကိုသာရှာဖွေတဲ့နဲ့ထင်ပါတယ်အဲ့ဒီကိစ္စများမှာသူเจ้าကထွက်ပြီးစားကာလများကဖြစ်ခဲ့သည်ဒီတုန်းကသူလည်းယခုထိုင်နေသောလေးရက်တိုက်ခေါမိုးပေါ်မှအခန်းကလေးသို့မရောက်သေးဦးလေးတို့နဲ့အတူပါရမီကတထက်တိုက်ကလေးမှာပဲနေထိုင်နေသေးသည်သူ့အကိုဝမ်းခွဲအောင်ဖေးညုံကတော့မင်းစိတ်လည်နေတဲ့ထင်တယ်အလုပ်တစ်ခုဝင်လောက်ကွာဟုပြောရင်သူအလုံးလုံးနေသောမြို့လေယုံကြည်တရုံနဲ့အလုပ်သွင်းပေးခဲ့၏အလုပ်ဝင်ပြီးတနေ့မပြည့်မီအလုပ်ကိုမငင်းငွေပဲစာရေးဘွားကိုငင်းငွေလာကခွင့်လည်းမတင်အလုပ်လည်းမစင်မနေလိုက်သဖြင့်သူအလုပ်ပြုတ်သွားသည်ဤကိစ္စအတွက်သူ့အကိုကသူ့ကိုစိတ်ကူကတလခန့်မခေါ်မပြောဘဲနေလေသည်သူဦးလေးကတော့စေးတံတအိုးပြီးတအိုးဖွာကနေသည်သို့မဟုတ်စေးပညာစာအုပ်အထူးကြီးတအုပ်ကိုတစ်နေ့လုံးမပြင်းမီထိုင်ဖတ်နေသည်စိတ်ပြေသွားသောအခါသူ့ကိုကအလံဝေးသောသူတို့အမျိုးထဲမှဘွဲရမင်းကလေးတဦးနဲ့သူ့ကိုပေးစားရန်ကြံစီသည်ထိုမင်းကလေးကိုသူ9နှစ်သမီးအရွယ်တည်းကစသည်ခဲ့၏အိမ်မြောင်ကိုမြင်ရုံနဲ့ဆရာဝန်ခောက်ကူးရသောတရွယ်လေးတို့တိုင်းလမ်းဖြတ်နေတတ်သည့်ဖြူရော်ရော်ပင်ကက်ကကောင်မကလေးဖြစ်သည်သူ့ကိုစကားဆုံးသည်နဲ့
ဟဟပပမရေစဘူးရဲ့သည်သူ့အကိုကမျက်နှာကြီးနီးကစိတ်ဆူ၏ဦးလေးကတော့သူ့ကိုတစ်ချက်ငဲဆောင်ကြည့်ကသူများသားသမီးကိုဒုက္ခမပေးပါနဲ့ကွာဟူသာမှန်ကန်သောမှတ်ချက်ချ၏300တီလုံးဆွဲတာမချွရသောထိုးတိုးသမီးလောင်းကိုသူမယူသောအခါသူ့အကိုကယူလိုက်လေသည်ထိုမိမအိမ်ပေါ်မရောက်ခင်လူရှုပ်တယ်ဟုအကြောင်းပြကသူအိမ်ပေါ်မှဆင်းလာခဲ့ပြီး YMCA တွင်အခန်းငှားနေသူဦးလေးကမြို့လယ်တွင်အတော်အသင့်ကောင်းမွန်သောတိုက်ခန်းတစ်ခန်းဝယ်ပြီးသူကိုမသိခင်အမွေခွဲပေးသည့်သဘောလဲပါပေမည်ကောင်းမွန်ကျယ်ဝန်းလာသောဦးလေးဝယ်ပြီးသည့်တိုက်ခန်းမှာအဆအဆအရရသူနှင့်ပိုနေသည်ဟုခန်းစားရသဖြင့်ထိုအခန်းကိုပြန်အောင်ကယခုလက်ရှိနေသည့်လေးထပ်တိုက်ခေါမိုးပေါ်မှအခန်းကလေးကိုသူရွေးခဲ့သည်ဤခန်းကလေးမှာသူနှင့်အဝင်ကွင်းကြားဖြစ်သည်ခေါမိုးပေါ်တွင်သူ့အခန်းကလွဲ၍တခြားအခန်းမရှိသဖြင့်နေထိုင်ရတာလွတ်လပ်သည်အတန်တိတ်ဆိတ်သည်လေးတန်ပြန်သည်နေဝင်နေထွက်နှင့်တစ်ပင်ထိပ်ဖြားများတခြားအိမ်ခေါမိုးများကိုစိတ်ရှိတိုင်းထိုင်ကြည့်နေရသည့်အခွင့်အရေးကလည်းကျေနပ်စရာဖြစ်သည်သူ့အခန်းတွင်ကရင်တစ်လုံးပရင်းပေါက်တစ်ခုကလတ်ထိုင်တစ်လုံးနှင့်စာရေးစပွဲတစ်လုံးသာရှိ၏နိုင်ရန်လေးဘက်တွင်ပကြီးကဓာတ်ပုံပြကြရင်ဘာမှချိန်ဆွဲထားခြင်းမရှိတောက်ရည်ဦးမရှိနောက်တော့ငိမ့်လာပြီးအတင်းပေးထားသည့်ဖန်ရည်တကောင်တစ်လုံးရှိသည်ခိုင်းမိသဖြင့်နှကန်းအတော်ပင်နေသည်ဒီတော့ကငိမ့်နေလည်းမပတ်သက်သည်တို့ဖြင့်သူ့ရင်သေးဖို့အချိန်ကိုပြင်းပြင်းရည်ရည်နဲ့ဆောင်စားနေရသည့်အလုပ်သားရှိတော်သလိုဖြစ်နေသည်တခါတလေတော့သူပန်းဆိုးတန်းသွားသည်ထိုပန်းဆိုးတန်းစာအုပ်တန်းတွင်သူနှင့်ခင်သောကိုတီတာတင်မဝင်းကိုထိန်လင်းဖုံးမြင့်စတဲ့လူတချို့ရှိကြပြဆရာပကြီးဆရာအက်ဒီတာလုပ်ဖို့သူစာပေနှင့်ဆက်နွယ်နေသူများဖြစ်၏သူရုံးမှအလုပ်လုပ်စဉ်ကထိုသူများနဲ့လည်းတည်ကျွမ်းခဲ့သည်သူတို့ကလည်းသူ့ကိုစာပေသမားတတိကလေးဟုလက်ခံထားကြဟန်တူ၏နောက်တော့ငိမ့်နှင့်တည်ခဲ့သည်နောက်တော့သူနဲ့ထွက်ခဲ့သည်သူအသက်30ကျော်ခဲ့ပြီရန်ကုန်ကလည်း၍ဘဲမှမရောက်ဘူးခဲ့ငယ်ချင်းကတော့ဦးလေးမိသားစုနဲ့အတူပကုံးသူဖျားဖို့တစ်ချိန်ရောက်ဖူးခဲ့သည်သူအေယာဝတီမြစ်ကိုမမြင်ဘူးသဖြင့်ကြည့်ရအောင်ပြည်မြို့ကိုထွက်လာခဲ့ခြင်းဖြစ်သည်နောက်တော့မန္တလေးတောင်ကြီးအထိရောက်သွား၏တဲခေါကန်ထဲမှညအိတ်သည်ဆိုင်မှာဝယ်စားသည်တလကျော်ခန့်ရှိ၍ရန်ကုန်ပြန်ရောက်လာသောအခါပန်းဆိုးရန်ကမိတ်ဆွေတချို့နှင့်အရင်တွေ့၏ကိုတင်မောင်ဝင်းကခမ ्या ကိုငင်းခဏခဏလာမိတယ်ခီးထွက်တာ तू မသိဘူးဆိုသူခီးထွက်သွားတာဘယ်သူမှကြုံမသိနေကနေ၍လဲဘယ်ကောင်မှစာမည်မင်းခုအဲ့ဒါကိုတွေ့ပြီလားခမ ्या ထွက်ပြေးနေတာလားကိုထိန်လင်းကနောက်၏သူကပြုံးကနောက်ဆုံးတရားတော်ရပြေးနေတဲ့သူနဲ့ရက်နေတဲ့သူဟာအတူတူပဲဗျကိုထိန်လင်းရဲ့အဲ့ဒါကိုမသိလို့တချို့ကမလွတ်နိုင်တဲ့စီကအမောခံပြီးထွက်ပြေးနေတာကျွန်တော်ဘရောမှမပြေးဘူးကျွတ်တိုက်ရဲ့ဝတ္ထုတစ်ပုဒ်ထဲကဇလိုက်ကတော့သူ့ဘဝဟာငြိမ်သက်လွန်အားကြီးလို့ငြိမ်သက်နေတာအတိတ်ပဲမရှိဘူးဆိုပြီးလက်ရှိဘဝအခြေအနေကိုစွန့်ပြီးထွက်ပြေးတယ်တဲ့သူတို့တွေတွင်ဘာသာရေးကိုတီးခေါင်းမိသည့်ကိုဖုံးမြင့်ကပုထုဇဉ်ဘဝဆိုတာဘယ်ကလာငြိမ်သက်နိုင်မှာမလဲကိုတင်မောင်ဝင်းရဲ့လောကတိုင်း၈ပါးရဲ့တန်းကိုဘယ်သူမဆိုအချိန်နဲ့အမျှရိုက်ခတ်ခံနေရတာပဲအေးငြိမ်သက်တယ်ဆိုတာကထင်အောင်ထင်မှားဖြစ်မှုတစ်ခုဗျလူဆိုတာကလောဘကပြေးခိုင်းလို့မောဟကပြေးခိုင်းလို့မနာတမ်းပြေးနေရတဲ့တရဝါတွေပါဒီဘဝတွင်မဟုတ်ဘူးတန်တရားနဲ့ချိန်ပြီးပြေးလာရတဲ့မာရသွန်အပြေးသမားတွေကျွန်တော်တို့လည်းအာနာပါနလေးလှုပ်လိုက်အမောပြေးလိုက်ထပြေးလိုက်ပါပဲသူကစကားကိုစဉ်းစားနေခိုက်ကိုထိန်လင်းကခမ ्या ကိုလည်းလာမိတယ်နေသွားတာသူ့လည်းပြောမသွားဘူးတဲ့ခမ ्या ဖူကြီးလည်းဆေးရုံတင်ထားရတယ်ဆိုဒီတော့မှသူနဲ့မသွားခင်တလားတော့ကသူ့ဦးလေးဆေးရုံတင်ထားရတာကိုတတိယလာ၏ဦးလေးဆိုတော့လေထို့ဦးလေးမှာမွေးစားအဖေပင်မို့သူကယူဆိုင်တင်သည်ဆေးရုံတင်စားကသူတစ်ခေါက်ရောက်ခဲ့သည်ဘာယောဂရဲ့လို့အမည်မတက်ရသေးသူ့အမေကသူ့ကိုဘိုက်ခွဲမွေးရင်တေဆုံးခဲ့သည်ဟုဆိုသည်အမေတပုံတော့ငယ်စဉ်ကသူ့စီမရှိခဲ့ဘူး၏နောက်တော့ဘယ်ချင်းကပျောက်ဆုံးသွားမှမသိတော့သူ9နှစ်သားလောက်မှသူ့ဖေရုပ်တရက်ကွယ်လွန်ပြန်သည်လေးဖြတ်တာလားသွေးတိုးလားနှလုံးယောဂါလားတခုခုဖြစ်မိသူ့ဦးလေးကတော့ပြောပူသည်အခုတော့အဖေရုပ်ပုံလာလဲသူ့အာယုံထဲတွင်ဝိုးတဝါမိန်ပါခဲ့သည်ဒီကလေးကသူ့အဖေကြီးညီလောကတွင်သူ၏တက်ရှိထင်ရှားရှိသည့်တူရီသောဆွေမျိုးရင်းချာဟုဆိုရမည်သူ့ဦးလေးထံသူခိုးကပ်ခဲ့ရသည်သူ့ဦးလေးဆရာဝန်သည်ချမ်းသာကြွယ်ဝသောမိန်းမနှင့်ရခဲ့၏သူတို့တွင်သူ့ထက်9နှစ်ခန့်ကြီးသောအောင်ဖေးဆိုသည့်သားတစ်ယောက်သာရှိခဲ့သည်တက္ကသိုလ်သို့ရောက်သောအခါအောင်ဖေးညွန့်ဟုပြောင်းလိုက်သည်ဦးလေးသည်သူ့ကိုသားတစ်ယောက်လိုပင်ကျွေးမွေးဆောင်ရှောက်ခဲ့သည်ထိုဦးလေးနှင့်ပတ်သက်၍ငိမ့်ကအခုပေါ်စေတနာရှိသားပဲဟုတကားကမှတ်ချက်ချပူ၏သူလိုချင်တာကစေတနာမဟုတ်ပဲမေတ္တာဖြစ်သည်အခုတော့လေဘာကိုမှမလိုချင်တော့သောသူဖြစ်နေလေသည်အမှန်တော့
သူ့ဦးလေးသည်သူ့အပေါ်တွင်တွေ့တာချစ်ခင်ခြင်းကင်းပြတ်တာမဟုတ်ဘဲသူ့သဘောအရ80အေးဆက်နေတတ်တာလည်းဖြစ်မည်စေတကတူမှကတိကတအုပ်ဖြစ်သောဦးလေးသည်ပညာရှာမိခြင်းမှာဘဝကိုပုံချမြုပ်နှံထားသူဖြစ်သည်တာရင်ဖြစ်သူကိုပင်ငယ်စဉ်ကတည်းကချော့မျိုးချီပိုးတာမျိုးလုံးလေးလှုပ်ထားမရှိသို့သောအောင်ဖေညွန့်ကတာရင်ဖြစ်သဖြင့်စိတ်သိငယ်စရာအကြောင်းမရှိပြီးတော့သူ့မှာအမေကိုထောက်ထားမိတွေ့နိုင်သေးသည်မင်းဝေကလေးတအုပ်အဖို့ကတော့ငယ်နုစဉ်မှာမေတ္တာဆိုပါတော့အဲ့ဒါလိုအပ်ခဲ့တာအမှန်ပဲအထူးသဖြင့်မိဘမဲ့ကလေးတအုပ်အဖြစ်သူ့ဘဝထိုးကွက်လက်ကြီးမှာအတော်အတန်ကြီးပြင်းခဲ့သည့်တိုင်အောင်ဤအတိုင်းလက်ဟာနေခဲ့၏နောက်ပိုင်းသူ့အသိဉာဏ်ရင့်မာခဲ့ပြီးမှထိုကွက်လက်ကိုတစုံတရာနှင့်အစားထိုးဖြည့်ဆည်းနိုင်ခဲ့တော့လေထိုတစုံတရာမှာမေတ္တာတော့မဟုတ်ခဲ့ကြတုံလုံး6ပွဲကစင့်ကလေးအိမ်မက်ငယ်တို့ဖြင့်ပြီမွန်ပိတ်လောင်နေသည့်အေးဆက်မောင်မဲသောတယောက်၏အခန်းကျင်းကလေးတွေဝဲသူဘဝဦး၏အစပိုင်းကာလများမှာနှက်ဆိုင်စွာစုံနှင်းမြဝင်ပျောက်ရှားခဲ့ပြီးဖြစ်သည်ငိမ့်နေတွေ့သောအခါငိမ့်သည်သူကိုကဲတင်ရန်နောက်ကျခဲ့ပြီးဒီနေ့ရုပ်ရှင်ရုံထဲတွင်ကလေးတယောက်ပါလာသောမိမတယောက်နှင့်သူခုံချင်းကဲ့ရဲ့ကြခဲ့၏အသားလက်လက်ကိုလုံးသွဲ့သွဲရွရွရင်ရင်ဝတ်စားတတ်သောငိမ့်သည်ရုတ်တရက်ကြည်လင်ဆွဲဆောင်မှုရှိလာသည်မဟုတ်ခုခေတ်ထဲဝဲစပင်းရှိကိုကျစ်ဆံမိတစ်ချောင်းနဲ့ကြက်ထားပုံကသာဂယုပြုစရာလိုဖြစ်ခဲ့သည်ထိုမိန်းကလေးသည်ရုပ်ရှင်မပြမီတစ်ချိန်လုံးနားကြီးလာအောင်သားနှင့်တွတ်တီတွတ်တာပြောသည်လက်ထဲမှကင်ထားသောမုံများကိုတစ်ခုပြီးတစ်ခုကျွေးသည်လက်တန်းမော်တွင်ခွာထိုင်နေသောကလေးလက်ထဲမှစားလက်စလူ၏ကြောင့်ကမင်းဝေပေါင်မောပြုတ်ကျခဲ့၏ထိုသားမီးနှစ်ယောက်ကိုကလေးမချစ်တတ်သောမင်းဝေသည်အမတ်ရခဲ့သည်နောက်တစ်ပတ်လောက်ကြာသောအခါစားသောက်ဆိုင်တစ်ခုထဲတွင်တကိုယ်တည်းစားသောက်နေကြတစ်ဖက်စပွဲမှမိန်းကလေးတယောက်ပြုံးပြသည်နှင့်ကြုံရသည်သူရုတ်တရက်မမမိနောက်မှချစ်ဆန်မိရှိရှိကိုတတိပြုမိသွားသည်ဒီတစ်ခါတွေ့ရသည်မှာရုပ်ရှင်တွေကမိန်ဖြော်သောမြအောင်တွင်မဟုတ်ဝင်းလက်ကြည့်ထိန်သောနေ့အလင်းထဲမှဖြစ်သည်သူမအသားမှာပို၍ဖြူဝါနေသည်လာပါတွန်ဝေသောနှုတ်ခမ်းများကိုလည်းအနီရောင်ဆေးဆိုးထားသည်မျက်နှာပေါ်မှာတနခါမိတ်ကပ်တော့လိန်ထားခြင်းမရှိမျက်လုံးဝိုင်းလေးများကလည်းကြည်လင်တောက်ပနေသည်သူမမျက်နှာမှာစေးကြောပြီးစကျွေးပကံတစ်ချက်လိုပင်တန့်စင်နေသည်ဒါမှမဟုတ်ရင်လည်းမြည်သည့်စားမှရေးချထားခြင်းမရှိသောဗလာစာအုပ်တအုပ်ကိုလှမ်းကြည့်နေရတာနဲ့တူသည်ဟုမင်းဝေနောက်ပိုင်းတွင်မကြာခဏတွေးမိသည်ထူးခြားတာကဒီတစ်ခါသူ့ဘေးကအဖေမှာ9နှစ်သားကလေးမဟုတ်ဘဲစပိုရှင်နဲ့မျက်နှာနီးဆက်ဆက်ရှိသောလူကြီးတစ်ယောက်ဖြစ်နေသည်ချစ်ဆံမိရှိရှိကသူ့ကိုခိုးကြည့်ရင်ပြုံးသည်သူမ၏ဆုံးရှုံးသောနှကန်းနီးနီးကလေးများမှာသပွဲပေးမှမှန်နောက်ပရင်ကိုဖြတ်ယူဆင်းဝင်လာသောအလင်းနူရိပ်နှင့်ထီဆွန်းကဖိတ်ဖိတ်လက်နေသည်သူကသူ့အလေးအထားတိုင်းတကိုယ်လုံးပခုံးတော့ကဆိုင်ထဲမှထွက်လာခဲ့လေသည်နောက်ခါရင်မချစ်ဆံမိရှိရှိကသူ့ကိုစမြင်ခြင်းဖြစ်သည်သူစတိုးဆိုင်ကြီးတစ်ခုတွင်သွားတိုက်စီဝင်နေခိုက်သူ့ဘေးကောင်တာမှသူ့လိုပင်စီဝဲနေသောမိန်းကလေးတူကနှုတ်ဆက်ဖြင့်လဲကြည့်လိုက်တော့ချစ်ဆံမိရှိရှိဖြစ်နေလေသည်ဒီတစ်ခါတော့သူမနှုတ်ခမ်းသည်စိုးမထားပါဤဆိုင်ထဲကိုသူဝင်သွားတာမြင်ဖြင့်တမင်လိုက်ဝင်လာတာမတော်တဆဆုံးမိဟန်ပြုခြင်းဟုနောက်တော်မှငင်းကဖွင့်ပြောခဲ့သည်ဒီတကားတော့သူမဘေးမှာအဖော်မှာသူဖြစ်သွားလေသည်တာဖြစ်သူကကစားစရာအချို့ငင်းကဝဲသည်သူတို့အငါးကတစင်းနဲ့ရှစ်မိုင်ဘက်စားတောက်ဆိုင်တစ်ခုကိုရောက်မှစစ်ဆက်မိရှိရှိ၏နာမည်မှာငင်းဖြစ်ကြောင်းသိရလေသည်နောက်တော့လေသူ့ခန်းကိုမကြမကြငင်းရောက်လာတတ်သည်သူကစောက်ခေါ်၍လာခဲ့သလားငင်းကပဲစောက်ရောက်လာခဲ့သလားစဉ်းစားမြာလိပ်စာကတော့သူပြီးခဲ့သည်သူကိုမြင်ကလေးကဆွဲလန်းသည်ဆိုတော့ငင်းသည်ရိုးသားဖြစ်စဉ်သူဟုသူခံစားမိပါသည်မြင်သမျှကိုတမတ်တမောငေးကြည့်နေတဲ့ကဲ့သို့ဝန်ဆက်ပြူကြောင်သည့်မျက်လုံးကလေးများရှိတော့လေထိုမျက်လုံးများထဲတွင်ဘာကိုမှလေးနှံသဘောပေါက်သည့်အရေးအယောင်များမမြင်ရသို့သောငင်းသည်သူ့အခန်းမှာတောက်ရည်အိုဖန်တကောင်တစ်လုံးဝဲထားပြီးသူတခါတရံတခဲသုံးကဆက်ကလေးယူကသူ့အခန်းကိုတချင်းတန်းနေဖြင့်ဝေစီစေသူသူကတော့တချင်းနာထောင်လေးမရှိသူဖြစ်သည်သူ့ကိုကောင်းဖိပေးတတ်သူသူ့ကိုမြည်တွန်းတောက်တီးတတ်သူနှင့်သူ့ကိုနမ်းတတ်သူဖြစ်သည်သူနဲ့မထွက်ခင်ငိမ့်နဲ့နောက်ဆုံးချိန်တွေတုန်းကလူတစ်ယောက်နဲ့လက်ထပ်တော်မြင်အကြောင်းငိမ့်ကဖွင့်ပြောခဲ့သည်အဲ့ဒီလူတစ်ယောက်မှငိမ့်တဲ့အသက်လဲကြီးမဲမဲပိုက်ရွှေရွှေမှုအယုတ်ဆိုသည်ဟုခေါ်နိုင်တော့လဲချမ်းသာကြွယ်ဝကဂုံလဲရှိသောမုတ်ဆိုးဖို့ကြီးတူဖြစ်လေသည်သူစီမှာငိမ့်မလို့ကျင်တာတခုနဲ့ငိမ့်လို့ကျင်တာတွေအကုန်လုံးရှိတယ်ကူငိမ့်ရဲ့သားလေးအတွက်လဲငိမ့်ထည့်ဆင်စားရတယ်ဟုဆိုသည်နေကသူပြန်ရောက်ပြီးတနေ့ပန်းဆိုးရန်ကအပြန်သူ့အခန်းတွင်ငိမ့်ရောက်နေသည်ကိုတွေ့ရ၏ငိမ့်တွင်သူ့အခန်းတော်ပုံတစ်ချောင်းရှိသည်ငိမ့်ကကရင်မော်ရင်ထိုင်ကသူ့အဝတ်အစားများကိုခေါင်းနေရမှထားလိုက်ရင်သူ့ပါကိုနန်းသည်ငိမ့်မျက်လုံးကလေးများမျက်ရည်လဲနေသည်ကိုသူသတိထားမိသည်ပြီးတော့
သူ့ကိုစကားတခေါမှမပြောသေးပဲအခန်းတော်တွင်ဖျို့ဖျဲဖြစ်နေသောစာအုပ်ပုံစည်းသွသွားကစီထန်နေသည်ဤကိစ္စအတွက်သူကန့်ကွက်တော်လည်းမရသူအနေနဲ့ယခုလိုပြန်ကျဲပုံထားရှိတာကလူကျင်သောစာအုပ်ကိုရှာရ၌ပို၍လည်းကိုသည်ဟုထင်နေသည်ငိမ့်ကသူဖြစ်ကြတဲ့ဆန်နေတဲ့ပုံအတွက်အပြစ်တင်တတ်၏လူတွေဟာကိုယ့်ရဲ့ဖျို့ဖျဲဖြစ်နေတဲ့စိတ်တွေကိုသာသေတအောင်သိသိတတ်ဖို့လိုပါတယ်ငိမ့်ရဲ့ဟုသူပြောခဲ့မှုသည်ထင်သည်မိဖို့တိုက်ထားတဲ့အင်ကြီးအောက်ကအသေးနှလုံးဟာတန်ရှင်းပါတယ်လို့ဘယ်သူအာမခံနိုင်မှာလဲညဉ့်ညမ်းတဲ့အုံနောက်တစ်ခုကိုညဉ့်ညမ်းဖိတင်ထားတဲ့စပင်းတွေကအကာအကွယ်ပေးမထားဘူးလို့ဘယ်သူဝန်ခံနိုင်မှာလဲပြိုလဲနေတဲ့စာအုပ်ပုံနဲ့တွန်းကျင်နေတဲ့လုံကြီးတဲ့ကိုလောကကြီးဟာကြောက်စရာမလိုလာပါဘူးအဲ့ဒါတွေကဘာအနေနဲ့ပြီးနိုင်မှာလဲသူဤအခန်းသို့ပြောင်းလာခါစားကသူ့ဦးလေးသည်အကဲခတ်ရအောင်တစ်ခေါက်ရောက်လာခဲ့သည်ကျင်းမြောင်ရှုပ်ပွားနေသောသူအခန်းကိုကြည့်ပြီးနှာခေါင်းရှုံသည်နောက်ကလည်းမင်းကပြန်လာပြီးတော့အောင်ဖေကပြောတယ်အဖေတန်ငယ်တော့မသိခင်ခေါင်းတစ်လုံးဝင်လိုက်ပြီတဲ့သူကပြုံးယုံသာပြုံးနေသည်ဦးလေးကသူစပွဲပေါ်မှာပြန်ကျဲနေသောစာရွက်များကိုကောက်ကြည့်သည်မဖတ်ပါစာရွက်များမှာဘရောမအဆုံးတနိုင်ကြီးမထင်ရသောသူ၏ရေးစဲဝတ္ထုရှိတစ်ပုဒ်ဖြစ်၏မင်းဆိုင်ဆရာလုပ်ဖို့စိတ်ကူးနေပြန်ပြီလားတည်တည်တဲ့အလုပ်တစ်ခုလုပ်ပါအောင်လားကွာဦးလေးတို့လူစားမျိုးသည်စာရေးချင်းကိစ္စကိုအလုံးဟုယူဆလိမ့်မရှိဦးလေးသည်သူကြားဘူးနာဝရှိသလိုသူမွေးစားသားသည်ကောင်မလေးနှင့်ကောင်လေးတွေကြိုက်ကြချစ်ကြသည့်ကြပြက်ကချောအကြောင်းများကိုစာအုပ်အထူးကြီးတွေပြအောင်တစ်ဖွဲတစ်နေ့ရွေ့အချိန်ဖြုံးနေသည်ဟုထင်ဟန်ရှိကျွန်တော်ဘာလုပ်ရမလဲနွားဖြစ်မွေးပေါ့အခုနှုတ်စေးကောင်းနေတယ်ဒီလေးတက်တိုက်ခေါမိုးပေါ်မှာလားသူရဲစရာလို့တော့လေဦးလေးကမျက်နှာထားတီးပြီးဖြင့်မင်းလောက်ကျင်နေဆိုရင်မြို့ပြင်မှာခြံဝတ်ပေးမယ်အဖေကအလုံးနဲ့အသက်မွေးဝမ်းကြောင်းကိစ္စကိုမကွဲဘူးထင်တယ်သူဦးလေးကိုသူငယ်စဉ်ကတည်းကအဖေဟုသာခေါ်ခဲ့ရသည်ဤချက်မှာသူဦးလေး၏ဘဝတာတွင်သူ့အပေါ်ထားခဲ့မှုသည့်တခုတည်းသောစီကံသာဖြစ်လေသည်သူဦးလေးကသူနှင့်ညှင်းခုန်လိုဟန်မရှိလေမင်းလည်းဖီလိုဆိုဖီကို2 နှစ်ခွဲလောက်သင်ခဲ့တဲ့သူပဲသူသဘောနဲ့သူကျောင်းကတပိုင်းတစထွက်ခဲ့တာကိုဦးလေးသည်ယခုတတိုင်းကြည်ချမ်းဟန်မပြစကားဆက်မပြောခြင်းဟန်ဖြင့်ဆေးတံကိုထုတ်ကားဆေးဖြည့်နေသည်ပြီးတော့မိချစ်မိလာခဲ့ပြီမိချစ်ခဏပေးစံကွာကျွန်တော်မှမိချစ်မရှိဘူးဖေဦးလေးကလူတယောက်မှကောင်းမပါဘူးဟုသောစကားကိုကြားရသည့်အလားမောကြည့်သည်မင်းခန့်မှမိချစ်မရှိဘူးလားဟုမယုံသလိုထမ်းမိကျွန်တော်ဆင်းလေးမတော့တာအဖေအတိပဲထမင်းလဲချက်စားတာမဟုတ်ဘူးကျွန်တော်ကမှလျှက်စင်မိတဲ့ရှိနေတော့အေးမင်းကမှမင်းရှိနေတာတောင်တော်တော်အံ့ဩဖို့ကောင်းနေပြီတကားတလေမြည်ပြရင်ကောကျွန်တော်အမောင်ထဲမှာဒီတိုင်းထိုင်နေတာပေါ့ကျွန်တော်မှအရေးတကြီးလှုပ်ရှားဘာမှမရှိပဲဦးလေးကပြန်တော့မြည်ဟူသောရွယ်ချက်ဖြင့်ထိုင်ရမှထားသည်ပြီးတော့သူထိုင်နေသောကရင်စီသို့ရှောက်လာကရုတ်တရက်မှုရပေါ်မှာစညက်ကလေးတစ်ခုကိုကုန်းကောက်ယူလိုက်ရင်မိန်းကလေးကဘဲကလည်းဟုခက်တီတီမေးနောက်တော့သူအပြေမပေးနိုင်မီပင်စညက်ကလေးကိုသူ့လက်ထဲထဲကအေးလူလူကြော့ခိုင်းထွက်သွားလေသည်ငိမ့်ကရင်အဖိုးကြီးကတော်တော်မျက်စိရှင်တာပဲဟုဆိုသည်နောက်တော့အိယာပေါ်တွင်စညက်တွေပါတွေကြာကြံမနေအောင်ဂယုဆိုင်လေသည်သူဦးလေးသည်ဤကိစ္စကိုအလိုလိုမေ့လျော့သွားလိမ့်မည်ဟုသူထင်ခဲ့သည်သို့သောဦးလေးစေုံတဆာကသူတစ်ခေါက်ရောက်သွားသောအခါမင်းလည်းအိမ်အောင်ပြုတ်ဖို့ကောင်းပြီဘသူနဲ့ပြုတ်ရမှာလဲအဖေဟုသူကနောက်ပြောင်ကမေးမင်းအခန်းကိုလာလာနေတဲ့ကောင်မလေးနဲ့ဖြစ်ဖြစ်ပေါ့သူကစညက်ကလေးကိုပြန်တရိရလာသည်သူတို့အကြောင်းများကိုဦးလေးသည်အောင်ပင်ညွန့်ကနေတဆင့်တည်နေလေသလားမသိသူကိုကတော့သူနှင့်ငင်းကိုတွဲက3 လမြင်ဘူးဆုံဘူးသည်သူဘာပြန်ပြောရလင်ကောင်းလဲဟုစဉ်းစားရင်လူနာကရင်ဘေးမှကလထိုင်မော်တွင်အတန်ကြာငြိမ်သက်စွာထိုင်နေမိသည်မင်းဘာဖြစ်နေရလဲတောက်ကိုက်နေတယ်သူအိမ်များကိုဟိုနိုင်တီးနိုင်လှုပ်သည်ဦးလေးမေကိုသူရုတ်တရက်ဖြေလိုက်မိသည်သူသွားအနေငယ်ကိုက်နေသည်မှာ3 ရက်ခန့်ရှိပြီချစ်ခင်ကလည်းဤသို့မကြခဏကိုက်ဖို့၏မခံမရနိုင်လောက်အောင်မဟုတ်ပေါ့မနေနဲ့နှုတ်ပြန်ကောင်းမလားသွားဆောင်ဝင်နဲ့ပြကြည့်ပေါ့ကွာသူဦးလေးရသူပါစညက်ကလေးကိစ္စကိုမေ့လျော့သွားကြသည်သူပြန်ဖို့ထိုင်ရကထားမှဘောင်းမီအိတ်ထဲကဈေးတန်းတောက်ဆေးဘူးကိုတရိရလာသည်အော်အဖေတော့ဝင်လာတာသူဦးလေးကြိုက်တတ်သောလင်ကွန်တစိမ့်ဖြစ်ကရှာရှာပပရှာဝင်ခဲ့ရသည်သူဦးလေးသည်သူစပွဲပေါ်လမ်းတင်လိုက်သောဈေးတန်းတောက်ဆေးဘူးကိုတစ်ချက်ဆောင်ခဲ့ကြည့်ကမချီတချီပြုံးရင်ငါဈေးတန်းဖြစ်လိုက်ပြီကွဆရာဝန်ကခွင့်မပြုတော့ဘူးဆေးရုံကအပြန်တွင်ရွှေပုံသာလမ်းထဲရှိသွားယောဂအထူးဖို့စီကံတစ်ခုကိုရောက်ခဲ့သေးသည်သူကလထိုင်တစ်လုံးတွင်သွားနှုတ်ဖို့ထိုင်ဆောင်နေကြရသည်သို့သောသူရှိမှသွားနှုတ်နေသူတို့၏ဒုက္ခကိုမြင်က
စိတ်ပြက်ပြီးကိုယ်အလဲမရောက်ခင်ထားပြန်လာခဲ့သည်နောက်တော့လဲသူ့ခန်းတွင်စားရင်ငုံရင်ပျောက်သွားပြန်သည်ထိုရက်များတွင်သူငိမ့်နှင့်လည်းမတွေ့ပြမတွေ့ခြင်းသဖြင့်ငိမ့်လာတတ်သောအချိန်များတွင်အခန်းမှတမင်ရှောင်ထွက်နေခဲ့သည်ငိမ့်ကသူ့ကိုတွေ့တာဟာလိုအပ်တာတပူနေသည်ဟုသူယူဆနေသည်ဤတွေ့တာမှုကသူ့ကိုဘလို့မှမဝါမြူနိုင်ပဲငိမ့်ကိုသာတနေ့တွင်ဟုတ်ကနေတောက်လောင်စေလိမ့်မည်အခုမျက်လုံးအေးဆက်ဆက်တွေထဲမှာတလောကလုံးကိုအနိုင်ယူထားတာတွေ့နေလျက်သားနဲ့ဘာလို့တော့ဝက်ပဲပြုံးနေရတာလဲဟင်ဟုငိမ့်တခါကမေးပူ၏သူကပြုံးပြန်တော့အကွနောက်ခန်းတွန့်လေးတွေကဒီလိုပြုံးတာပဲလှပါတယ်မပြင်ပါနဲ့တော့အကိုရဲ့ဟုတောင်းပန်ပြန်သည်ကိုဟာဘွားမှာဘာကိုမှအနိုင်မြူခြင်းတလို့ဘာကိုမှအရှုံးမပေးခြင်းသူဖြစ်တာငိမ့်တီးပို့ရမလို့ရိုးဆိုးဤစကားတခုကိုသူသဘောကျခဲ့သည်ကျုပ်ဟာကျုပ်တွေ့ဘူးတဲ့ဘယ်သူနဲ့မှမတူအောင်ဖန်ဆင်းထားတဲ့လူတအုပ်ပါကျုပ်ကပုံကောင်းရင်သာရှိရမယ်သူများနဲ့မတူတာတော့အမှန်ပါပဲတဲ့ဒီလိုနားမလဲမှုဖြင့်တခါကလည်းငိမ့်သူ့အပေါ်စိတ်ကောက်ခဲ့ပူသည်သူ့အခန်းမှာသူနဲ့အတူငိမ့်ရှိနေကမိတ်ဆွေတယောက်ရောက်လာကငွေ300ချေအမေဖြစ်သူကိုစေးရုံတင်ရ၍တကယ်ငွေလိုနေခိုက်လေဖြစ်ကြောင်းသူယုံကြည်သည်သို့တော့သူငွေမချေလိုက်ထိုလူမျက်နှာငယ်လေးနဲ့ထားပြန်သွားသောအခါငိမ့်ကသူ့ကိုမကြေမချမ်းအပြစ်တင်တော့သည်ငွေ300ဆိုတာသူ့အဖို့မခက်ခဲဘူးဆိုတာငိမ့်သိသည်ပြီးတော့သူ့အမေစေးရုံတင်ထားရတာငိမ့်မင်းဘာဖြစ်နေရလဲသူ့အမေကကို့အမေမှမဟုတ်တာသူကအေးအေးလူလူပြောတော့လဲငိမ့်စိတ်ဆိုးကအခန်းကချက်ချင်းပြန်သွားလေသည်တပတ်လောက်နေတော့ပြန်လာကသူ့ရင်ခွင်ထဲတိုးဝင်ရင်အခုအသေးနှလုံးကဘာလို့ဒီလောက်မှကြောနေရတာလဲယင်ဟိုမေးဒီလူကို3-4ချိန်ကူညီခဲ့ပူတဲ့ငိမ့်ကိုကအတိုးနဲ့ချီတာလည်းမဟုတ်ဘူးကိုပုံဝင်ချင်းမှာကိုပေးထားတဲ့ငွေနဲ့ခင်းတဲ့လူရှားပါတယ်ဒါပေမဲ့အဲ့ဒီလူတွေဟာသူတို့ပြည်လဲနေသည့်တိုင်အောင်ကိုငွေကိုဘယ်သူကမှဂရုတစိုက်ပြန်ပြီးဖို့စိတ်မကူးကြဘူးအဲ့ဒီတော့ဒီလူတွေအတွက်ငွေထပ်ထွက်တယ်လားသူတကယ်အရေးကြုံနေတာနဲ့တူပါတယ်ဟုတ်ပါလိမ့်မယ်တောင်ပေါ်မှာဖြစ်စေတောင်အောက်မှာဖြစ်စေကိုကျဲခဲ့တဲ့မျိုးစပါးကိုပဲရေးရလိမ့်မယ်လို့တမချန်းစာတွေမှာတောင်ပါတယ်ကိုစီကငွေထပ်မရအောင်သူပဲဖန်တီးခဲ့တာမဟုတ်လားအကိုကကလက်စားချလိုက်တာပေါ့မဟုတ်ပါဘူးညင်အကိုကဘသူ့ပေါ်မှာမအပြစ်မြင်တတ်ဘူးဒီလိုပဲဘသူ့ပေါ်မှာလည်းခွင့်မလွတ်တတ်ဘူးငင်းကမျက်နှာအိုးကလေးနဲ့ခေါင်းရမ်းကဆိုသည်အကိုမှအပြစ်ဆိုစရာဆိုလို့တခုပဲငင်းချတွေ့တယ်အဲ့ဒါကလူတွေကိုမုန်းတာပဲငင်းစကားကိုသူမခုခံခြင်းပဲသူအနေနဲ့လူတွေကိုမမုန်းတော့မှမချစ်တာတော့တေးကြသည်သို့တော့ငင်းကိုတော့အဲ့ဒီတခါပဲရှိရှိဝေးဝေးရှင်းပြခဲ့ပါသည်သူ့ဘောလူတွေနားလည်မှုပေါ်သူဒီမျောလင်းတံမိုးထားတဲ့သူမဟုတ်ပါနားလည်မှုဆိုတာလူတိုင်းနဲ့ဆိုင်သောအရာမဟုတ်ဉာဏ်ပညာနဲ့သာဆိုင်သောအရာဖြစ်သည်ဒါပေမဲ့လောကတွင်သူ့ကိုနားလည်ဖို့လူတယောက်မဖြစ်မနေလိုအပ်သည်ဆိုပါမို့ထို့သူကငြိမ်ဖြစ်စေခြင်းသည်ကိုမိတ်ဆွေကိုဖုံးမြဲဆိုတဲ့လူကပြောတယ်ပုထုဇဉ်တော့ပုထုဇဉ်ပေါ့ဗျာဒါပေမဲ့လူတွေကလည်းအကျင့်သီလကံကောင်းအောင်ကင်းမဲ့နေကြတော့စင်စင်လွန်အားကြီးတယ်ငြင်းရမလို့ဖြစ်နေပြီပုထုဇဉ်ကနေတမတ်တဖို့ရတယ်ဆိုတာလေဒီရောက်ခန္ဓာပါပဲစိတ်ကလေးကိုပြောင်းလိုက်တာပဲကွာတာပါတဲ့အဲ့ဒီကိုဖုံးမြဲဆိုတဲ့လူကတော့သူနဲ့အတော်တူညီတာတွေရှိခဲ့သည်ဥပမာနှစ်ဦးစလုံးစိတ်လက်နဲ့အရက်ကိုမတောက်တာမျိုးဖြစ်သည်ကိုဟာတခါတော့ကတော့လူတွေကိုချစ်ဖို့ကြိုးစားခဲ့ပူသေးတယ်လို့ထင်ပါတယ်ကိုပဝင်ချင်းကလူတွေဟာအနှစ်သာရမရှိတဲ့လူတွေဖြစ်နေတာပဲတွေ့ရတယ်တကယ်တော့ကိုဟာလူတော်ထဲမှာနေပြီးလူငတ်နေတဲ့လူတစ်ယောက်ပါငိမ့်ပြောတာပြောခဲ့သည်သူနဲ့ငိမ့်သည်အသေးဖွဲကစသဘောချင်းညီမျှတိုက်ဆိုင်လိမ့်မရှိဥပမာသူ့အခန်းပဝင်ချင်းတွင်နားလာသည့်ခုံများကိုသူမောင်းနှင်ပြလေးရှိပါသည်ခုံများ၏ညီတန်သည်စိတ်ပြတ်ပွဲကောင်းသောအတန်ဖြစ်သည်ခုံများသည့်အနေထိုင်ညက်ပတ်ကလူကိုယောဂဥပတ်ပေးနိုင်သောတိရစ္ဆာန်တစ်မျိုးဟုသူနားလည်ထားသည်ငိမ့်ကတော့ထိုခုံများကိုတွေ့သည်နှင့်ဝမ်းသာအားရဖြစ်သည်ဇူးလေးဖျားအနာကခိုးစားများကိုတကူးတကဝဝကပလတ်စတစ်အိမ်နဲ့ထည့်၍သူ့အခန်းသို့ယူလာတတ်သည်ပြီးတော့ခိုးစားကျွေးရင်ခိုးတွေနဲ့လုံထွေးနေလေသည်ခိုးတွေကသူ့ခုံမော်လက်ပေါ်တက်ကအစာစား၏အစာစားရင်သူ့ကိုယ်ပေါ်မှာပင်မစင်ဆွန့်ပစ်ကြ၍အဝတ်စားကောင်းများပေးချမ်းကုန်သည်ကိုပင်သဘောကျကရင်မောမဆုံးရှိသေးသည်ထိုကမျိုးတွင်သူကတော့ပရင်းပေါက်ကခိုးစားကျွေးသောနေရာနှင့်အတော်ဝေးသည်လက်ထောက်ကြည့်ရင်ငိမ့်ကိုစိတ်ပြတ်နေမည်သူ့အမြင်မှာတော့ငိမ့်သည်လုံးဝကြည်လွန်သည်အရာရာကိုကောင်းမွန်စေခြင်းသည်အ ਨੇ ဆုံးသူမနှင့်ပတ်သက်သမျှကိုတော့ကောင်းမွန်စေခြင်းပုံရ၏မင်းဝင်ကိုလည်းကောင်းမွန်စေခြင်းသည်ခုများကိုလည်းကောင်းမွန်စေခြင်းသည်ပန်းမင်တပင်ကိုလည်းကောင်းမွန်စေခြင်းသည်အခုဟာတော်တော်နေနိုင်တဲ့လူပန်းမင်ကိုတောင်ရေမှန်မှန်လောင်းဖို့မရဘူးအခုလည်း
သူအခန်းမှာရှိသည့်တခုတည်းသောပန်းအိုကလေးကိုဂယူတဆိုင်ရေလောင်းရင်းဂရိမော်တွင်ပြင်းရီပြင်းတွဲလဲလျောင်းနေသောသူကိုကြည့်ကအပြစ်ဖို့နေသည်ဤပန်းအိုကလေးတစ်လုံးမှလည်းငိမ့်ဝင်လာခြင်းဖြစ်သည်ငကူကသူ့အိမ်အတွက်ဝယ်လာတာဆို၏မင်းဝေအခန်းကိုဝင်ရင်အပြန်မှာမိကြံခဲ့လေသည်နောက်ခေါင်များရင်လည်းယူမသွားဖြစ်တော့အကိုနဲ့ထိုက်တန်လို့ရတာအခုအခန်းမှာပဲထားတော့ဟုဆိုသည်သူပန်းမင်းကလည်းပန်းမင်းဟူသာပြောသည်အပွန်ပွင့်မိပန်းမင်းနဲ့မတူလားတဲခန္ဓာရတွင်ပေါက်တက်သောရှားဆောင်မင်းလိုစူပင်ကြံကလေးတစ်ပင်သာဖြစ်သည်ငင်းကထိုးပင်အနီကိုပြောတော့လေသူချက်ချင်းမေးသွားသည်သူကပန်းမွင်းဆိုတာပန်းရောင်းစားသူများနဲ့သာပတ်သက်သောအရာဟုသူတမတ်ထဲထင်ထားသူဖြစ်၏ငင်းကဤပန်းအိုးကိုသူ့အခန်းမှာထားမိဆိုတော့လေသူကမကန့်ကွက်ဖြစ်သူကပန်းမင်ကိုရေလောင်းသည်ဆိုသောအတိပယ်မဲ့အလိုမျိုးကိုလုံးလေးမရှိသဖြင့်ဤပန်းမင်မကြခင်မှာ6သွေးတည်ဆုံးသွားလိမ့်မည်ဟုယုံကြည်ခဲ့သည်သို့သောဤပင်ကယခုတိုင်မသိနွမ်းချောက်ဟန်လည်းမပြသူ့အိမ်ကိုတပတ်နှစ်ခါသုံးခါရောက်လာတတ်သောငင်းကတော့ရောက်တိုင်းရေလောင်း၏ကန္နာရတဲ့တွင်ပေါက်သောပင်မျိုးဖြစ်သဖြင့်ရေမလိုအပ်လာပဲရှင်သန်နေနိုင်တာလည်းဖြစ်ခြင်းဖြစ်ပေမည်ငင်းကိုဘာမှမပြောတော့ဘူးလားတခန်းလုံးသိမ်းစီပြီးတော့မှကလတ်ထိုင်တွင်ဝင်ထိုင်ရင်ငင်းကအမောမဖြေနိုင်မဲမေးသည်ဟုတ်တယ်မင်းကတောင်းမရအောင်မေမင်းတို့လက်ထပ်ပွဲကိုမင်္ဂလာလက်ဖွဲ့ပေးဖို့ငါမေ့နေတယ်ကဲပြောမင်းပါယူမလေးငင်းကတိတိထားထားသပင်းချရင်ပြောသည်ငင်းသူနဲ့လမ်းမထက်ရသေးပါဘူးဒီတစ်ခါတော့မင်းဝေနည်းနည်းအံ့အားတင်သွားသည်သူနဲ့မသွားခင်တပတ်လောက်အလိုကငင်းရောက်လာကသူမကြခင်မြုပ်ဆိုးဖို့ကြီးတူနဲ့ယူတော်မြင့်အကြောင်းပြောခဲ့သည်အဲ့ဒီနေ့ကသူသွားခိုင်းနေသဖြင့်ငင်းကိစ္စကိုလေးလေးနက်နက်စိတ်ဝင်စားနိုင်ကောင်းသားပဲဟုစိတ်ရင်တိုင်းပြောခဲ့သည်ထင်ပါသည်ငင်းဘွားကတော့သူနားမထောင်ခြင်းပဲငင်းကပြောပြသဖြင့်သူတိပိတာဖြစ်သည်ရိုးရိုးကလေးပင်ငင်းမှာအဖေမရှိအမေကဆက်ချုပ်ကျွေးကကြောင်းထားပေးသည်ငင်းဆယ်နှစ်ခါဆက်ကြသောအခါသူချစ်တဲ့သူနဲ့အိမ်အောင်ပြုလိုက်သည်သူယောက်ျားသည်သူတို့ရက်ခတ်တဲကပင်ဖြစ်၏ငင်းအိမ်အောင်ကြားစားမှာပင်ငင်းမေဆက်မချုံနိုင်တော့နေရှိလာများအညောင်းမိလာခဲ့သည့်တန်ကိုစုခန်းရကလူမမာဖြစ်နေ၏ငင်းကိုဝင်ရှိစားမှာငင်းယောက်ျားဖြစ်သူကုံကို၏နှစ်ခေါက်တော့မြတ်လိုက်၏တတိယခေါက်သွားတော့ဘရောင်းမှပြန်လာတော့ချေအတော်ကြီးကြမှတေဆုံးသလိုတရင်ကြရ၏ငင်းလေကလေးမိဖွားပြီးသည်နဲ့အမေကိုနှုတ်ဘူးနဲ့အကားပွားကိုစိန်ခေါ်ရတော့သည်ဒီနေ့ကသူ့အမေဆုံးသွားခဲ့၏ဒီလိုနဲ့တခုသောတနင်္ဂနွေမှာရုပ်ရှင်ရုံထဲတွင်သူနဲ့ဆုံခဲ့လေသည်သူနဲ့ကိုသွားတာတောင်ငင်းကိုအတိပေးမသွားဘူးဘာလဲစိတ်လေသွားတာလားဒီတော့မှသူရေးတေးသဘောပေါက်လာသည်ငင်းကမိမိရိုးရိုးသားသားခီးထွက်သွားတာကိုသူလက်ထက်တော်မည်ဆိုသဖြင့်စိတ်မချမ်းမြေဖြစ်ကလင်းလွင်သွားခြင်းဟုထင်နေဟန်ရှိသည်ဒါကြောင့်သူလက်ထက်မိကိစ္စကိုလည်းရွှေ့ဆိုင်ထားဟန်တူသည်ငင်းဤလက်ပွားနုကလေးများကိုသူအသားအရဆုပ်ကိုင်ရင်ငင်းတကယ်ဝါဆိုတာဖက်ကအောင်အကွက်စင်ရေးထားတဲ့ဝတ္ထုတွေကြည့်ကောင်အောင်ရိုက်ထားတဲ့ရုပ်ရှင်ကားတွေတဲရလို့အစီအစဉ်တကျဖြစ်ပြနေတာမဟုတ်ဘူးဖြစ်ချင်တယ်လို့ဖြစ်ပြီးပြက်ချင်တယ်လို့ပြက်နေတဲ့နေရာမှာဘာကိုမှမမျောလင်းကောင်းပါဘူးငင်းကကောင်းရင်သူ့ကိုမောကြည့်သည်ငင်းအပြစ်ကင်းစင်သောကြည်လင်သောမျက်လုံးများထဲတွင်မျက်ရည်စာများဝေတည်နေသည်အကိုငင်းကိုမချစ်ဘူးလားယင်သူ့ကိုတခါမှမမေးခဲ့ဘူးသောမိကွန်းကိုငင်းကစွန့်စားကမိသည်ငင်းတမမတိမတာတုံရင်နေသည်သူနဲ့ငင်းမျက်လုံးချင်းဆုံမိကြ၏သူကစား၍မျက်လုံးများကိုလှည့်ဖယ်လိုက်သည်နောက်ဆုံးတစ်ချိန်မဲ့ဖြစ်ဖြစ်ဒီတခါတော့ငင်းကိုအနိုင်ပေးလိုက်ချင်ပါသည်ဆုပ်ကိုင်ထားသောငင်း၏လက်ကိုတစ်ချက်များခပ်ဖွားဖွားညှစ်ပြီးလှုပ်လိုက်သည်ကိုဘသူကိုမှမချစ်ဘူးငင်းအဲ့ဒါလို့မချစ်မိအောင်လဲတတိထားပေးနေတယ်လာမင်းကိုဖြစ်ဖြစ်တချင်းတစ်ပုတ်ကိုဖြစ်ဖြစ်လူတယောက်ကိုဖြစ်ဖြစ်တက်သေးတစ်လုံးကိုဖြစ်ဖြစ်ဘာကိုပဲဖြစ်ဖြစ်တတိလှလှဖြစ်ပြီးချစ်မိတာနဲ့အဲ့ဒီလူဟာဒုက္ခနဲ့ရင်ဆိုင်ရတော့တာပဲမဟုတ်လားတကူကိုချစ်မိရင်အဲ့ဒါကိုပိုင်ဆိုင်ချင်လာတယ်ပိုင်ဆိုင်ရတော့လောဘဖြစ်တယ်မပိုင်ဆိုင်ရတော့ဒေါသဖြစ်တယ်မခိုင်မြဲတဲ့တရားလွှမ်းမိုးနေတဲ့ဒီလောကကြီးထဲမှာကိုကတော့အရာရာကိုသဘာဝအတိုင်းပဲရှိနေစေချင်တယ်တခုခုနဲ့တခုခုဒါမှမဟုတ်တစုံတရာနဲ့တစုံတရာထိတွေ့တာလဲသဘာဝပဲကင်းကွာတာလဲသဘာဝပဲထိရင်လဲထိတဲ့အတိုင်းကွာရင်လဲကွာတဲ့အတိုင်းရှိပါစေသဘာဝကိုမလွန်ဆန်မိစေနဲ့သဘာဝကိုလွန်ဆန်မိတာနဲ့အရှုံးနဲ့အနိုင်ဆိုတာဖြစ်ပေါ်လာတော့မှာပဲအဲ့ဒီအရှုံးနဲ့အနိုင်ဆိုတာစိတ်ခံစားမှုအရာသာကွဲပြားတဲ့ထင်ရပေမဲ့အတိတ်ပဲနဲ့အနှစ်သာရကတော့အတူတူပါပဲငင်းရဲ့အဲ့ဒီနေ့ကသူ့ရင်ထဲမှာငိမ့်အားရအောင်ဟိုပြီးမှပြန်သွားခဲ့လေသည်မပြန်ခင်ငိမ့်တော့အကိုကိုဘလို့မှနားမလည်နိုင်ဘူးဟုပြောသည်သူကပြုံးကငိမ့်ရင်မောစီရင်ကိုသာစားအုပ်ဖြစ်မယ်ဆိုရင်ငိမ့်အောင်ရင်ဆောင်ဖတ်ခွင့်ပေးမယ်ဟုပြောခဲ့သည်
ငိမ့်ပြန်သွားပြီးနောက်ရက်တွင်သူသွားကြိုက်နေခဲ့သည်တညနေဆံပြုတ်တောက်ပြီးအပြန်တွင်ခိကောင်မင်းဝေဟုခေါ်တန်ကြ၏လှဲမကြည့်ပဲသူ့အကိုအောင်ဖေးညွန့်မှန်းသိလိုက်သည်သူ့အကိုကသူနဲ့မျက်နှာချင်းဆိုင်လာရရင်မင်းနေရပြန်ရောက်တယ်ကြလို့ငါမင်းခန့်အောင်2 ခေါက်လောက်ရောက်သေးတယ်မတွေ့လို့တကားမှစာရင်းညှက်ထားခဲ့တယ်မင်းမရဘူးလားသူကအပြေမပေးနိုင်ရင်အဖေကမင်းကိုတွေ့ချင်လို့တဲ့ဆေးရုံလာခဲ့ဦးဟုတ်ကဲ့အဖေတော့မရတော့ပါဘူးလက်ချောင်းကန်စားရတဲ့လက်ချောင်းကန်စားဆိုသောစကားကိုအတန်တူတူနဲ့ပြော၏ကြောက်စရာယွန်စရာကိစ္စတခုကိုမလွဲသား၍ပြန်ပြောရသည့်လေတံမျိုးဖြစ်၏ဦးလေးဘာရောကလည်းဆိုတာမိဖို့သူ့မှာတာဝန်ရှိရတာနဲ့မိရော့နေခဲ့သည်သူမျက်နှာကိုကြည့်၍သူ့အကူကမင်းဘာဖြစ်နေတာလဲတော့ကြိုက်နေတာသူ့အကူမျက်နှာမှာစိတ်ပြတ်ဟန်ပေါ်လာသည်သူနဲ့တွေ့ဆုံလေးရှိသည့်လူများ၏မျက်နှာပေါ်တွင်မကြာခဏထိုအမူအရာမျိုးပေါ်လေးရှိတတ်တာသူသတိထားမိသည်ဝင်ခင်ရလျင်ဤမျက်နှာမျိုးတခြားသူများထံတွင်မြင်ရလျင်သူကလည်းကျေနပ်မိလေသည်မင်းအဖေစီသွားလိုက်အောင်ကွာဟုတ်ကဲ့မင်းမယူတော့မလို့ဆိုဘာသူပြောတာလဲငါကြားတာပဲသူတို့အတန်ကြာအောင်တိတ်ဆိတ်နေကြသည်မိုးကလည်းထွက်ရအောင်လားမသိဘူးမိုးရဲမဲ့အကိုရဲ့ကောင်းကင်တစ်ပြင်လုံးမှာမိုင်းညွနေသည်ငါကပါလာတယ်မင်းလိုက်မလားဒါဖြင့်ငါသွားမယ်အော်ဘတ်စပရိုဝယ်တောက်လိုက်အောင်တော်တော်ညံ့တဲ့ဆရာဝန်သားပဲဟုမင်းဝေမှတ်ချက်ချနေစဉ်သူ့အကိုခတ်တော့ထွက်သွား၏နောက်တစ်လောက်ကြာသောအခါငိမ့်လက်လက်ထပ်ပြီး၍ဦးလေးလဲစေးုံပေါ်မှာတေဆုံသွားလေသည်ငိမ့်ကသူ့ထံကိုဖိတ်စာပို့လိုက်သည်နမကြီးဟိုတယ်တစ်ခုမှကျင်းပသောငိမ့်လက်ထပ်ပွဲကိုသူစူးစမ်းတက်ရောက်ရန်စိတ်ကူထားသလဲတကယ်တမ်းမရောက်ဖြစ်ခဲ့လက်ပွဲပစ္စည်းကိုတော့လူကြုံနဲ့ပုတ်ခဲ့သည်သူလူစုလူဝေးခန္ဓာများကိုတွေ့ရသည်နှင့်ရွှင်ရှားစိတ်ဖြစ်ပေါ်တတ်သဖြင့်ရှောင်ရှားနေသည်မှာကြားလေပြီဒီကောင်ကိုတကောင်ချင်းမြင်လျင်မြင်လာတော့လေအထွေးလိုက်မြင်လိုက်သောအခါယွန်းသောစိတ်နှင့်အတော်တူသည်ဟုထင်သည်သူ့ဦးလေးအတူပါတွင်တော့ဤကိစ္စကိုမလွဲသာမရှောင်သာရင်ဆိုင်ရပြန်သည်လူတော်များများကသူ့ကိုဆရာဝန်ကြီးဦးကျော်ခေါင်၏တာအရင်အငယ်ဟိုပင်ထင်မှတ်နေကြ၏သူ့ကိုအောင်ဖေးညွန့်နဲ့တွေ့ပြီးနောက်တော်တော်ကြာသည့်ထိသူဆေးရုံကိုမရောက်ဖြစ်သည်သွားနာတာကိုအကြောင်းပြကအခန်းထဲမှာအောင်နေသည်တညနေလဟာပြင်စေးကထမင်းစားပြီးအထွက်လမ်းမပေါ်တွင်ဖြတ်မောင်းသွားသောအာတူပါရင်ဖြူဖြူကြီးကိုမြင်တော့မှဦးလေးကိုပြုံးခနဲ့တတိရလာသည်ဆေးရုံနဲ့လည်းကပ်နေပြီးဖြစ်သဖြင့်ရောက်ခဲ့သည်အစီအစဉ်မရှိသဖြင့်ဘာမှပင်ဝင်မလာနိုင်အမှန်တော့လက်ချောင်းကန်ဆာဖြစ်နေတဲ့သေဆုံးလူစစ်ဆေးလူနာတယောက်အတွက်လောကလောက်စရာမလိုခြင်းစားတော့စရာတွေဝယ်ချမ်းနေစရာမလိုအပ်လာမှန်းသိနေတာလည်းပါသည်သူ့ဦးလေးမှာတိတိတသားကြီးပိန်ချုံချနေလေသည်အသားတွေလည်းညှို့ချောင်းနေ၏အစာမဝင်တော့ဟုဆိုသည်အရေးတောက်လျင်မင်းလဲချောင်းကမခံမရနိုင်အောင်နာကျင်နေသည်ဟုသိရသည်အောင်ပင်ညွန့်တို့လင်းများလည်းဦးလေးနာတွင်ရှိနေသည်အပြင်ဘက်တွင်မိုးလေတဲတဲမဲမဲရွာသွန်းနေသည်တမိုးလုံးမိုင်းအောင်နေသည်ကိုပရင်းပေါက်ကတဆင်သူမြင်ရ၏ဆေးရုံအတွင်းမှာအလင်းရောင်အားနေလုံးသဖြင့်အရာရာတိုင်းမုံတီမုံဝါဖြစ်နေသည်ဦးလေးကမိချောင်းဖွင့်လိုက်စမ်းကွာဟုပြောသည်သူ့ဦးလေးအတန်မှာတကားမှမကြားဘူးသောအတန်ဖြစ်နေသည်တိုးတိုးမြင်မြင်နဲ့အကွက်ကွက်ရှာတတ်တာသူကဘယ်ခလုတ်ဖွင့်ရမှန်းမသိပဲရောင်နာနာဖြစ်နေစဉ်ကရင်ကောင်းရင်မှခလုတ်တစ်ခုကိုသူ့အကိုကဖွင့်လိုက်၏တကနာချင်းမှာမိချောင်းရောင်ဖြင့်လင်းထိန်သွားသည်သူ့ဦးလေးကသူ့ကိုချင်းချင်းလင်းလင်းထင်းထင်းရှားရှားမြင်တွေ့သွားလိုသောဆန္ဒရှိပုံရသည်သူကတော့ခုနမုံတီမုံဝအလင်းရောင်ပြပြထဲမှာဦးလေးနဲ့တွေ့ဆုံနေရတာကိုပဲပိုသဘောကျသေးသည်လူတအိုးစီဤဘဝတိုင်းထဲတွင်ရှိသောမှောင်ရိပ်များထဲမှာတခြားသူတွေနဲ့လည်းမသက်ဆိုင်တခြားသူတွေလည်းနားမလည်နိုင်သောတတိတခြားကိစ္စများတရံမပြတ်လွတ်လပ်စွာခိုးဝှက်တည်မြဲနေခွင့်ရှိစေချင်ပါသည်အဖေနေရတာဘယ်လိုလဲကောင်းပါလေအမှန်တော့မိပြီးမှမှားမှန်းသိသည်ပြင်းထန်သောဝေဒနာတရက်ကိုခံစားနေရတဲ့လက္ခဏာရက်တွေအထင်အရှားမြင်နေရပါလျက်နေရတာဘယ်လိုနေလဲဟုသူမမေးတဲ့ဦးလေးကလည်းဘာကြောင့်ကောင်းပါတယ်လို့ဖြေရတာလဲမေးလာတဲ့သူကိုစိတ်ချမ်းသာခြင်းစိတ်တစ်ခုနဲ့တော့တေးလူဆဲဆဲအချိန်မှာမို့သားမတုံးတင်ပါဒီအချိန်သည်လူဘဝတွင်အရေးကြီးဆုံးအချိန်ဒါမှမဟုတ်အရေးကြီးတာတွေဆုံးသွားသောအချိန်အရေးမကြီးသောအချိန်ဖြစ်မည်သဘောပေါက်မည်ဆိုလျှင်ဤအချိန်သည်လူဘဝတွင်လွတ်လပ်အပေါ်ပါသောအချိန်လည်းဖြစ်နိုင်သည်ထို့သူကိုယခုချိန်တွင်ဘာကမှကြီးနှောင်မထားနိုင်တော့ဘာကမှကြီးနှောင်ထားပိုင်ခွင့်လည်းမရှိတော့ကိုကကြီးနှောင်နေစေဆန္ဒရှိလျင်တော့မပြောတတ်ဦးလေးကရင်ပေးစပွဲပေါ်တွင်စာအုပ်အထူးကြီးတအုပ်တွေ့သဖြင့်လန့်ကျင်းမိလိုက်သည်စေပညာစာအုပ်မဟုတ်ဘဲနာမည်ကျော်ဆရာတော်တစ်ပါးရေးသည့်ဝိပဿနာရှုနည်းကျမ်းကြီးဖြစ်နေသည်ဦးလေးကမျက်လုံးပိတ်ကမိန်နေထွက်လေဝင်လေကိုမှတ်နေတာလည်းဖြစ်နိုင်သည်သူဤစေးရုံကိုလာမိတာမှားယွင်းမှုတစ်ခုကိုကျူးလွန်မိသလိုခံစားနေရသည်
ယခုလိုစကားမပြောဘဲလူနာကရင်ဘေးတွင် ATS ထိုင်နေရမည်အစားလာမတွေ့ပဲနေတာကသူရောဦးလေးအတွက်ပါပို၍တင်ညောအောင်မြည်ထင်သည်အမှန်တော့သူနှင့်ဦးလေးအကြားတွင်လောကမပြောကြစမ်းရန်ဆိုလျင်ပြောစရာစကားဟို၍မရှိလားဤသို့ကုန်ခန်းနေခဲ့သည်မှာယခုမှမဟုတ်ဘဲကြားမြင်လာပြီဖြစ်ကြောင်းတတိထားတွေးမိပြန်သည်ဘဝပေါ်သဘောထားပုံ၌သူနှင့်ဦးလေးသည်ဘလို့မှညှိနှိုင်းရလိမ့်မည်မဟုတ်ကြောင်းနှစ်ဦးလုံးအလိုအလျောက်သဘောပေါက်ကလေးကဒီကိစ္စကိုတိမ်တိမ်မွေ့မွေ့ပင်ရှောင်ရှားခဲ့ကြသည်ဟန်ဆောင်၏လောကစကားကိုသူကလည်းအလေးထားမရှိသဖြင့်မပြောတတ်ဦးလေးကလည်းနားထောင်လို့စိတ်ရှိလိမ့်မည်မဟုတ်ချေထိုင်ရင်တိတ်ဆိတ်ချောက်ကပ်ခြင်းရတာကိုပင်သူနှစ်သက်နေမိပြန်သည်သူကိုအောင်ဖေးညွန့်နှင့်သူမိန်းမကလည်းဘယ်ထွက်သွားလေသည်မသိသူတို့အနားတွင်မရှိသူစိတ်လို့ကိုလို့ဖြစ်ကရေးလက်စာဝတ္ထုတစ်ပုဒ်အကြောင်းဆက်ရောက်သွားပြန်သည်သူဝတ္ထုမှာရေးပြီးမှဝတ္ထုနှင့်တူနေသဖြင့်ပြန်ဖြတ်စီနေရသောအကြောင်းဖြစ်၏ဝါကြအကြောင်းကိုသူကောင်းထဲမှစီရေးနေရင်သူမျက်လုံးများကအမှန်မထင်ဦးလေးထံရောက်သွားသည်မျက်တောင်မခတ်ပဲသူ့ကိုငေးဆိုင်ကြည့်နေသောဦးလေးကိုမထင်မှတ်ပဲတွေ့ရ၏သူတွင်ပေါ်ခဲလာသောအာတုံအာနာစိတ်ကလေးအနေငယ်ပေါ်လာကဦးလေးကိုတောင်းပန်စကားပြောမည်ဟုရွေလိုက်သည်သို့သောသူ့ကိုဆိုင်ငေးကြည့်နေသည့်ဦးလေးမျက်လုံးများထဲတွင်တခါမှမတွေ့ဘူးသောအရေးကလေးတစ်ခုအမှတ်မထင်ဝင်းပြတ်သွားတာကိုမြင်လိုက်ရသဖြင့်ပြောဖို့မလိုအပ်တော့ကြောင်းသိလိုက်၏ထိုရေးကလေးမှာမျက်လုံးပေါ်ကပြန်ပြောက်သွားသည်ရင်ထဲကိုခုန်ရွှေ့သွားခြင်းဖြစ်သည်မင်းဒီတိုင်းနေတော့မလားဟုတ်ကဲ့သူတက်တက်လက်လက်ပင်ဖြေလိုက်၏အေးလေကိုဘွားကိုကျင်းနေပြီးတာပဲဆောရနဲ့နောက်ကြတာပဲကွာချတာနောက်ဆုံးတော့အေးအသေးပဲကိုလူတိုင်းနားလဲသွားတင်သည်ကျွန်တော်ရုတ်တရက်မီးမောင်သွား၏မီးပြတ်သွားသည်ဒီလိုပါပဲကွာဦးလေးရဲ့ဒီလိုပါပဲကွာမှာလေးနလာသည်လေတန်းကမကြေမချမ်းတဲ့မဟုတ်တောင်ပြိုနေတာကနေအပြောက်တာအထိအဆက်မပြတ်ဖီးစီးတင်းကျပ်နေသောလူသား၏ဒုက္ခတရားများကိုခုတော့လဲခံနိုင်ရေးပြေဝစွာဖြင့်သဘောပေါက်ကဦးလေးသည်ဘဝတွင်ပြီးတင်သလောက်လူကိစ္စကိုပြီးစီးနိုင်ခဲ့ပြီထင်သည်အပြင်ဘက်တွင်မိုးကရွာဆဲဖြစ်သည်မိုးဆက်နှင့်အခြားအရာများအရှိန်ပြင်းစွာထိတွေ့တဲ့ကအဆက်မပြတ်ဒရဇက်ဆူညံစွာမြည်ဟိနေသည်အခုတော့တလောကလုံးမှအတန်များကိုမိုးတန်ကအကောင်းစွာဖုံးလွှမ်းထားသည်တစ်ဖက်ကလေးမှလူနာနှင့်လူနာမိသူများစကားပြောနေသည့်အတန်ပန်ကားလေတန်စပွဲပေါ်မှာကြိုင်ခွဲရွှေတန်အင်္ဂလိပ်ကျမ်းပြင်ကိုရှက်တိုက်ကရှောက်သွားနေသောသူနာပြုဆရာမ၏ခြေတံဘာတန်ကိုမှမကြားရမိုးရွာတန်ကိုနောက်ခံဂီတအဖြစ်အသုံးပြုထားသောအတန်တိတ်ရုပ်ရှင်ကားတစ်ချက်ကိုကြည့်နေရသလိုသာရှိနေသည်ဤအရာတွင်အလင်းနှင့်အမောင်တိတ်ဆိတ်ခြင်းနှင့်စူညံခြင်းကိုပိုလောင်အေးဆက်စွာတွေ့ပြောရောဆက်နေသည်ဦးလေးကတစ်ဖက်သို့ဆောင်းကလဲနေသည်အိတ်နေသည်တော့မထင်အတော်ကြာအောင်သူဆက်ထိုင်နေမိ၏အောင်ပင်ညွန့်တို့လင်းများပြန်ရောက်လာတော့ဦးလေးကိုနှောက်မဆက်တော့ပဲပြန်လာခဲ့သည်အပြင်ဘက်တွင်မိုးတိမ်နေလေပြီသို့သောမြေပြင်တွင်ပြင်းထန်သောရေစီးကြောင်းများဖြစ်ပေါ်နေစေရှိကတရုတ်စကားပွင့်ပြပြတချို့သည်ရေစီးထဲတွင်မလိုက်ပါလိုဟန်တွန့်ဆုတ်ချီထင်းငေါ့ချင်းနေပင်တလိန်ခောက်ခွေပွတ်တိုက်မျောပါသွားကြသည်သူလည်းဆေးရုံကိုနောက်ထပ်မရောက်တော့ပဲနောက်တစ်ပတ်လောက်ရှိသောအခါဦးလေးသေးသည်ဘဲမမရောက်ပဲအခန်းထဲမှာအောင်ကအတော်ကြာအောင်တယောက်ထဲနေသည်စာရေးစာပတ်ပင်မလို့ပန်းဆိုးတန်းကိုလည်းမရောက်အချိန်များစွာလေးတထ၏ခေါင်းမိုးပေါ်တွင်တကူတည်းရှိနေခဲ့၏ငင်းကိုတော့လွန်ခဲ့သောဘက်ကပိုးကျုပ်လမ်းပေါ်တွင်ကားကြီးတစ်စီးထဲမှထိုင်ရင်းပါသွားတော့လမ်းမြင်ခဲ့သေးသည်ခိုးများလဲမလားဆွန့်တက်လွတ်သည့်ကလေးများလဲမလားတခါတရံအေးဆက်သောမိုးပေါက်များသာပြင်းတီပြင်း၍ကြာနေတတ်သည်များသောအားဖြင့်မိုးတိမ်များသည့်ခက်ဝဝေးစီမှသာလွင့်ပါသွားကြလေသည်ဒီနေ့သူထမင်းစားပြန်တက်လာသောအခါပိတ်ထားသောသူတကားကိုမြည်ရ၍သူအားဆောင်နေသောသူအကိုအောင်ဖေးညွန့်ကိုတွေ့ရ၏အကိုရောက်နေကြပြီလားမကြသေးပါဘူးမင်းပဲသွားနေရလေထမင်းစစားတာအခန်းတကားတော့ကိုဖွင့်ရင်သူဖြေသည်သူအကိုကငါတောင်မေးတာမဟုတ်ဘူးမင်းရံကုန်မှာရှိရလားလို့ဟုအခန်းထဲကိုနောက်မှဝင်လာရင်ပြော၏တလုံးထဲသောကလတ်ထိုင်မှသူအကိုကထိုင်သည်သူကကရင်မောထိုင်လိုက်ရင်ရှိပါတယ်ဘာဖြစ်လို့လဲမတွေ့တာကြားလို့ပေါ့အိမ်ကိုလည်းတစ်ခါမှမလာဘူးစနေကြရင်အိမ်ကိုလာအောင်ဟိုရောက်မှထမင်းစားလူတွေအများကြီးလားသူ့ကိုကစိတ်တို့သလိုပြန်ကြည့်ရင်မင်းရဲ့တိုးလည်းများရင်ဒါပဲပေါ့လာခဲ့မယ်လေထိုနေ့ကလွယ်လွယ်ပြောလိုက်တော့လေချိန်ထားသောတနင်္ဂနွေနေ့ရောက်တော့အခါသူမသွားတော့ဟိုဆုံးဖြတ်မိပြန်သည်နက်နက်စင်နာရီထိုးလို့နေအထိအိပ်ရတဲ့လဲနေသည်သူ့သွားကလည်းကိုက်နေသည်ကိုက်နေသည်မှာ3-4ရက်ရှိပြီတခါတရံဆူဆူဝါးဝါပင်ကိုက်၏အပြင်တွင်မိုးကစိတ်ပြက်စရာကောင်းအောင်တဆူဆူရွာနေသည်နေရောင်ကိုကောင်းကောင်းမမြင်ရသည်မှာတပတ်ကြော်ခန့်ရှိပေပြီသွားကိုက်သည့်တန်ကြောင်လားအေးတန်ကြောင်လားမသိသူကိုလည်းနည်းနည်းနှွေးနေ၏
နောက်တော့သူစိတ်ကူးတစ်မျိုးပြောင်းကအင်ကြီးထားလိုက်ရင်တိုက်ခန်းမှထွက်လာခဲ့၏သူ့အကိုအောင်ဖေးညွန့်သည်လေးနက်မှုမရှိတော့လဲလူရိုးလူကောင်းတယောက်ဖြစ်သည်သူ့ပေါ်တွင်လည်းအကိုရင်တယောက်နှင့်မချရှိသည်အပြင်တွင်မိုးသည်အုံမိုင်းနေသေးတော့လဲတပွဲပွဲသားရွာတော့၏နေရန်တွင်ချိတ်ထားသောဂျင်းကွက်အင်ကြီးကိုသူကောက်ဝတ်ခဲ့သည်မိုးလင်းကလေးကဘာမှမစားရသေးသဖြင့်နီးစပ်ရာလက်ဖက်ရည်ဆိုင်တစ်ဆိုင်လေးကိုဝင်ခဲ့သည်ဆိုင်ကမိုးကိုရင်ဝင်စားတောက်နေသူတို့နှင့်ပြည်နေသည်သူတကိုယ်တည်းထိုင်၍ရနိုင်သည့်စပွဲလုံးမရှိသဖြင့်လူနှစ်ယောက်ထိုင်နေသောစပွဲတစ်လုံးတွင်ဝင်ထိုင်လိုက်ရ၏သူရှိမှသူနှင့်မတိမ်မြင်လူနှစ်ယောက်သည်အတန်ကြဲကြဲနှင့်စကားပြောနေကြ၏အင်ကြီးဘယ်လောက်ပေးရလဲမင်းဝေဤကျင်းကိုလိုချင်သောမျက်လုံးနှင့်ကြည့်ကတယောက်ကမေးငှားဝတ်လာတာမင်းဝေဤတို့ဖြစ်ရင်စိတ်ပြက်စပြူလာသည်လက်ဖက်ရည်ကလည်းချိုလွန်းသည်ကလွယ်၍ဘာအရသာမှမရှိမင်းဝေကအချိုကြိုက်သူမဟုတ်သွားကနာလာပြန်သည်သူဘေးကတယောက်ကမေးပြန်၏ဘယ်နှနိုင်ရှိပြီလဲနိုင်ပြက်နေတယ်ထိုလူနှစ်ယောက်မကြည်မချမ်းဖြစ်နေစဉ်သူဆိုင်ထဲကထွက်လာခဲ့သည်ထမင်းစားချိန်နောက်ကျနေမှဆိုသဖြင့်သူဘတ်စကားတစ်စီးပေါ်တိုးတက်ခဲ့သည်ကားပေါ်ရောက်မှသူမမှန်သည်ဘာကြောင့်အငှားကားတစ်စီးကိုစီးသွားရန်စိတ်ကူမရသည်မတ်တိုင်တစ်ခုရောက်တွင်သူဘေးမှလူကတိုးဝေစင်းရင်သူခြေထောက်ကိုတက်နေသွားလေသည်ဘတ်စကားထွက်မိစစ်စစ်အချိန်မှပင်မင်းဝေပေါက်သို့တိုးဝေဆင်းလာ၏သူရှိတွင်ထိနက်ကြီးတစ်ချောင်းဆောင်ကရှောက်သွားနေသောသူခြေထောက်အားတက်နေသွားသူကိုတွေ့ရ၏မင်းဝေသူ့နောက်ကိုခတ်သွက်သွက်ရှောက်လိုက်လာခဲ့သည်မိသောအခါထိုသူ၏ပခုံးကိုကိုင်းကဆွဲလဲလိုက်သည်ထိုလူကနားမလည်နိုင်သလိုငေးကြည့်နေမိ၏မင်းဝေကဘာမှမပြောတော့ဘဲပြန်လှည့်ထွက်လာခဲ့သည်အောင်ဖေးညွန့်တို့လင်းများထမင်းဝဲပြင်ပြီးသူ့ကိုစောင့်မျှော်နေသောချိန်တွင်မင်းဝေသည်သူ့အခန်းကိုရောက်နေကကရင်ပေါ်တွင်အေးအေးလူလူလဲလျက်ရှိ၏ဘယ်တော့မှပွင့်ခဲ့သည်မသိသူသတိမထားမိပဲစူးချမ်းပင်တွင်လက်သေးခန့်ရှိသောပန်းဖြူဖြူကလေးတစ်ပွင့်အားကုန်ပွင့်၍နေလေသည်တစ္ဆာနီတကုံအောက်တိုဘာ1986ယခုပြပြသွားတဲ့ဝတ္ထုတို့လေးကိုအဆုံးတင်လိုက်ပါနားဆင်ပေးသူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။နောက်လာမယ့်ဗီဒီယိုသစ်ကလေးတွေကိုလည်း Click for Freedom Channel မှာဆက်လက်နားဆင်ပေးဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲဘေးပြတွေကိုကြွားပြီးတာယာလာပါတဲ့နေရာလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျွန်မကတော့စာဖတ်သူဝိုင်းပါ။